အားလုံးပဲမင်္ဂလာပါကျွန်တော်တို့မတွေ့ရတာတော်တော်ကြာပြီပေါ့နော်မစ်ဆွေတို့အားလုံးနေကောင်းကြလားဗျာတူဒီတွေရောထိုးကြသေးလားပေါ့နော်တူဒီတွေထိုးကြသေးရင်ပေါ့နော်ကျွန်တော်ကနန်းပြန်ပေးမယ်ဗျာကျွန်တော်အခုတလောနည်းနည်းအစီပြေလို့ပေါ့နော်အစီပြေလို့ကျွန်တော်ပြန်ပေးမယ်မေးဆွေတို့ထိုးချင်တယ်ဆိုရင်လည်းခေါမမှာရေးခဲ့ပေါ့နော်ထိုးချင်တဲ့လူများကစားချင်တဲ့လူများသေးရင်ကျွန်တော်ပြန်တင်ပေးပါမယ်ဒီခုမကျော်မွေးပတ်တီးနဲ့ကျွန်တော်တို့ဒီမွေးတုံးကွက်ပေါ့နော်အရင်တော့ကစားဖို့တဲ့မိတ်ဆွေများကြတော့တီးမှာပေါ့နော်အဲ့ဒီမွေးတုံးကွက်ကတော်တော်လေးကိုကောင်းပါတယ်အဲ့ဒီ site တွေရှာတာပြက်တာနဲတယ်ပေါ့နော်မပြက်တာတော့မဟုတ်ပြက်တော့ပြက်ပါတယ်တခါတလေပေါ့နော်ဒါပေမဲ့ပြက်တာနဲပါတယ်အဲ့ဒီမွေးတုံးကွက်ပေါ့နော်အဲ့ဒီမွေးပတ်တီးနဲ့ဒီနေတိုက်တွေကလည်းအောင်တဲ့ချိန်လည်းရှိတယ်ပေါ့နော်အောင်တဲ့ချိန်တော့မိတ်ဆွေတို့တီးပါတယ်တော်တော်များများအောင်တာပေါ့နော်ဒါပေမဲ့လွှဲတဲ့အချိန်လည်းလွှဲတဲ့ဟာရှိတာပေါ့နော်ကျွန်တော်လည်းဆရာကြီးမှမဟုတ်အပိုင်ဆိုတော့ကျွန်တော်လည်းမပြောချင်ဘူးပေါ့နော်ကျွန်တော်ကနန်းတွေ့တော့ကျွန်တော်ချပေးတယ်ကျွန်တော်ပြတယ်ပေါ့နော်ကနန်းတွေကြိုင်လည်းယူထိုးကနန်းမကြိုင်လည်းမထိုးနဲ့ပေါ့နော်ဒါကကြတော့ကိုထိုင်းနဲ့ကိုကံပြောပြကျွန်တော်တွေ့တဲ့ကနန်းတွေကျွန်တော်တွေ့တဲ့ site လေးတွေကျွန်တော်ပြပေးတယ်ပေါ့နော်ကျွန်တော်မလည်းမကောဖုံပေးလည်းမတောင်းပါမှမတောင်းဘူးနော်ပါပတ်စံမှလည်းမတောင်းကျွန်တော်တွေ့တယ်လို့ကျွန်တော်အားတဲ့ချိန်လေးနဲ့ကျွန်တော်တင်ပေးတယ်ပေါ့နော်ပြကြတဲ့လူရဲ့ကျွန်တော်ထပ်တူပြောတယ်ပေါ့နော်အဲ့လိုပဲကျွန်တော်ပြောခဲ့ပါတယ်ဒီတခြားလူတွေကြတော့အပိုင်ဆိုရင်ကျွန်တော်ကိုယ့်အကိုပဲထိုးပြီးတော့ကိုယ့်အကိုပဲချန်တာတော့မှာပေါ့နော်အပိုင်ဆိုမရှိပါဘူးဗျာတော့မပြောမယ်ဆိုရင်ဒီလောက်မတေချာဘူးရခိုင်တုံးပိတ်မတေချာဘူးပေါ့နော်ကျွန်တော်တို့တွက်တဲ့ site တွေလည်းလာချင်မှလာတာပေါ့နော်ဒါပေမဲ့တခါလေ site လေးကောင်းပြီးတော့တကယ်ချသွားခဲ့ရင်လည်းကျွန်တော်တို့ဟိုရတာပေါ့နော်တက်တာပေါ့ပတ်စံနဲ့တုံလေးငါကွက်လေးနဲ့ကျွန်တော်တို့ထိုးရတာပေါ့နော်တချို့လူတွေကြတော့အပိုင်ဆိုပြီးတော့ပြောတာမထွက်လာရင်ဒါပေမဲ့အပိုင် order တဲ့ကောင်တွေကကျတော့သွားပြီပေါ့နော်အပိုင်ကနန်းတွေကမလွယ်ဘူးဗျာလူမှမတီးဘူးပေါ့နော်ဒီ 2D တွေ 3D တွေပေါ့နော်အပိုင်ဆိုတဲ့ကနန်းကလုံးဝမရှိပါဘူးဒီလောက်ပိုင်နေကိုယ့်အကိုထိုးပဲပေါ့နော်ကိုယ့်အကိုထိုးပြီးတော့တစ်ထိဖြစ်လိုက်ပေါ့ဒါပေမဲ့ကျွန်တော်ကတော့အဲ့လောက်လေးမဟုတ်ပါဘူးပေါ့နော်ကျွန်တော်လည်းတကယ်တော်တာလည်းမဟုတ်ပါဘူးကျွန်တော်တွေ့တဲ့ site လေးနဲ့ကျွန်တော်တင်ပေးတယ်ပေါ့နော်တကယ်လို့မိတ်ဆွေများအားလုံးပဲကစားချင်သေးရင်ကျွန်တော်ပြန်တင်ပေးမယ်ပေါ့နော်အရင်တော့လိုပဲမနေ့တစ်ချိန်ညတစ်ချိန်ပေါ့နော်ကျွန်တော်ခွဲပြီးတော့တင်ပေးမယ်ပြီးကြရင်ကျွန်တော်တို့ဒီမွေးပတိတစ်ခွက်နဲ့ဟိုမွေးပတိတစ်လုံးပေါ့နော်တစ်လုံးနဲ့ဒီမွေးတုံးခွက်ကိုကျွန်တော်ပြန်တင်ပေးမယ်ပေါ့နော်အားလုံးပဲမင်္ဂလာပါကစားချင်သေးရင် comment မှာရေးခဲ့ပေါ့နော်နောက်မှတွေ့မယ်ဗျာ